ကိုကစောင်းရမ်းကျန်းတဲ့ website ကိုလိုချင်တယ်ကုတ်လည်းတစ်လုံးမှမရစ်တတ်ဘူးဒီအတွက်ပတ်စံကိုလည်းတပြားမှမတုံးချင်ဘူးအားလုံးကို 100% free တုံးချင်တယ်အချိန်ကိုလည်း9မိနစ်10မိနစ်လောက်ပေးလိုက်ရုံနဲ့ကိုယ့်ရဲ့စိတ်ကူး idea ထဲမှာရှိတဲ့ idea တောင်းကျမ်းကြီးတွေကို website အနေနဲ့လိုချင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုမှာဘယ်လိုလုပ်ရမလဲဆိုတာကိုမျှဝေပေးမှာဖြစ်တယ်ဒီအတွက်ကျွန်တော်အဓိကအသုံးပြုသွားမှာက Lovable ဆိုတဲ့ website ကိုအဓိကအသုံးပြုသွားမှာဖြစ်တယ် Lovable ဆိုတာကကိုယ့်ရဲ့စိတ်ကူး idea ထဲမှာရှိတဲ့အတွေးခေါ်တွေအကုန်လုံးကို pro အနေနဲ့ပြောင်းလဲပြီးတော့ Lovable ကိုလိုချင်တဲ့ပုံစံအတိုင်းရေးခိုင်းလိုက်တာပါဆိုတော့ဘယ်လိုမျိုးစားလို့ရမလဲဆိုတာကိုကျွန်တော်တစ်ဆင့်ချင်းစီမျှဝေပေးမှာဖြစ်တယ်ပေါ့နော်ဒီအတွက်ပထမဦးဆုံးသွားရမှာက Google ကိုသွားမှာဖြစ်ပါတယ် Google ကိုရောက်ပြီဆိုလို့ရှိရင် Lovable ဆိုပြီးတော့ရိုက်ရှာလိုက်ပါ LOVABLE ဒါပါပဲပေါ့နော်ဒီလိုလေးပဲရိုက်ရှာပါဒါဆိုရင်ထိတ်ဆုံးမှာတွေ့မိရမှာဖြစ်တယ် LOVABLE.dev ဆိုတာကသူ့ရဲ့ official website ပါထိတ်ဆုံးမှာရှိနေတာလေးကိုပဲနှိပ်လိုက်ပါ Okay ဒါဆိုရင်တော့ဒီနေရာကိုရောက်လာပါလိမ့်မယ်ကိုကအကောင့်ဖွင့်ပြီးတော့သုံးမှရမှာဖြစ်တဲ့အတွက်ကြောင့်မို့ Sanctuary ရဲ့ညာဘက်အပေါ်ဆုံးတောင်းမှာ login ဆိုပြီးတော့ရှိပါတယ်ကိုကအကောင့်မဖွင့်သေးလည်းပဲကိစ္စမရှိဘူး login ဖြစ်ဖြစ် Kickstarter ကိုဖြစ်ဖြစ်နှိပ်လိုက်ပါကျွန်တော်တော့ login ကိုပဲနှိပ်လိုက်မယ်ကျွန်တော်မှာကအကောင့်ကမရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေရာမှာ Google နဲ့ GitHub ပြီးရင် email ဆိုပြီးတော့ရှိပါတယ်ကျွန်တော်တော့အရန်လွယ်သွားအောင် Google ကိုပဲအသုံးပြုသွားမှာဖြစ်တယ် Google ကိုနှိပ်လိုက်မယ်ပေါ့နော်နောက်တဲ့စာမျက်နှာတစ်ခုကိုရောက်သွားပါလိမ့်မယ်ဒီနေရာက Google ရဲ့ account နဲ့ချိန်ပေးရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်မှာက Gmail account တစ်ခုရှိတယ်ဒါနဲ့ပဲကျွန်တော်ချိန်လိုက်ပါမယ်ကိုတင်ကြီးကိုထည့်ပြီးတော့နှိပ်မယ်ဒါဆိုရင် Lovable ကိုစပြီးတော့အသုံးပြုလို့ရပြီဖြစ်ပါတယ်ကိုဒီမှာမြင်တွေ့နေရတာကကိုကတီးမနေနဲ့သွားချင်တာလားတစ်ယောက်တည်းသွားချင်တာလားဆိုပြီးတော့သူကမေးပါတယ်ကျွန်တော်ကတော့တစ်ယောက်မှမခေါ်ချင်ပါဘူးပေါ့နော်ကိုတစ်ယောက်တည်းအနေနဲ့ပဲရေးချင်တာဖြစ်တဲ့အတွက် finish ကိုပဲနှိပ်လိုက်မယ်တကယ်လို့ကိုကတခြားသောလူတွေနဲ့ခေါ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာခု Lovable ဖွင့်ထားတဲ့ email ကိုထည့်ပေးလိုက်ပါပေါ့နော်ကျွန်တော်တော့ဘာမှမလုပ်တော့ဘူး finish ကိုပဲနှိပ်မယ်ဒါဆိုရင်စပြီးတော့သုံးလို့ရပြီဖြစ်ပါတယ်ဆိုတော့ဘယ်နာနေစပြီးတော့သုံးရမှာလဲဆိုတော့ဘယ်ကိုမှတော့သွားကြမလို့ဘူးပေါ့နော်အခုဒီမှာမြင်တွေ့နေရတဲ့ Apple Box ကနေပြီးတော့ပဲကိုယ့်ရဲ့ idea တွေကိုအကုန်လုံးထည့်သွင်းလိုက်လို့ရပါတယ်ဆိုတော့ idea တွေကိုကျွန်တော်ကရေးတဲ့အခါမှာဆိုလို့ရှိရင်အစီအလျော်မတက်ဖြစ်နေနိုင်တယ်ပေါ့နော်ဒီအတွက်ကျွန်တော်က Google Gemini ကိုအသုံးပြုမှာဖြစ်တယ်ဒါတော့ Google Gemini အကောင့်ကိုကျွန်တော်စပြီးတော့ဖွင့်လိုက်မယ်အကောင့်ရှိပြီးသားဆိုရင်တော့ကိစ္စမရှိပါဘူးပေါ့နော်တခါတည်းတန်းသုံးလို့ရတယ် Google Gemini ကိုရောက်လာပြီဆိုရင်ကိုယ့်ရဲ့ idea ထဲမှာရှိတဲ့အတွေးခေါ်တဲ့အကုန်လုံးကို Gemini ကိုပေးပြီးတော့ Pro အနေနဲ့ရေးပေးပါဆိုပြီးတော့ကျွန်တော်ကခါလိုက်မှာပေါ့နော်ဆိုတော့ကျွန်တော် idea ကကျွန်တော် Facebook လိုမျိုးရေးချင်တယ်ဒါဆိုလို့ရှိရင်ဒီမှာ Ask Gemini ကနေပြီးတော့ကျွန်တော် Pro တစ်ခုသူ့ပေးလိုက်မှာပေါ့နော်တကယ်တော့ Pro တော့မဟုတ်ပါဘူးကိုဒါကိုလုပ်ချင်ပါတယ်ဆိုပြီးတော့သူ့ကိုအစီအစဉ်အလိုက်ပေါ့နော်ကျွန်တော်စာစီခန့်လိုက်တာပဲဖြစ်တယ်တခြားတော့ 3D တော့မဟုတ်ဘူးလွယ်လွယ်လေးပါပဲပေါ့နော်အခုကျွန်တော်ရေးလိုက်တဲ့စာကတခြားတော့ 3D မဟုတ်ဘူးကျွန်တော်က Facebook လို့ with application တစ်ခုကိုလိုချင်ပါတယ်ဒီအတွက်ကျွန်တော်အသုံးပြုမှာက Lovable ကိုအသုံးပြုမှာဖြစ်တာကြောင့် Pro ရေးပေးပါဆိုပြီးတော့ Google Gemini ကိုကျွန်တော်က Pro ပေးလိုက်ပါမယ်ခဏလေးစောင့်နေလိုက်ပါဒါဆိုရင်ကျွန်တော်တို့ Pro အပြည့်အစုံရပြီဖြစ်ပါတယ်ဒီနေရာမှာသူ Pro ပေးထားတာက Lovable ကို AI beta အနေနဲ့ကျွန်တော် English Pro နဲ့သူကအတိအကျ results ရအောင်ဆိုပြီးတော့သူကရေးပေးလိုက်တယ်ဒီနေရာမှာ UI UX တွေရော၄ယောက်တွေရော fashion တွေရောကိုတစ်ချက်ဖက်ကြည့်ပါပေါ့နော်အဆင်ပြေလားမပြေလားဆိုတော့ဖက်ကြည့်ဒီမှာတော့ကျွန်တော်တို့ copy ယူပြီးတော့ဟိုဘက် Lovable ကိုပေးရမယ် Pro လေးတွေဖြစ်ပါတယ်ဒီအောက်မှာထက်ကြည့်လိုက်မယ်ဆိုရင်အပေါ်ကဒီ Pros တွေကပေါ့နော်ဒီအောက်မှာကျွန်တော်ဘယ်လိုမျိုး feature တွေကိုသုံးလို့ရမှာလဲဆိုတာကိုသူအကုန်လုံးရေးထားပေးတာဖြစ်တယ်ကျွန်တော်ကတော့မဖက်ကြည့်တော့ပါဘူးပေါ့နော်ကိုယ်အနေနဲ့ဖက်ကြည့်မယ်ဆိုရင်လည်းဖက်ကြည့်ပါကျွန်တော်တော့ကြာနေမှာဖြစ်တယ်ဒီတိုင်း copy လေးပဲကူဝလိုက်ပါမယ်ပြီးရင်ကျွန်တော် Lovable ကိုဝင်လိုက်ပါမယ်ဝင်ပြီးသွားရင်ဆိုရင်ဒီမှာရှိတဲ့ text box ကနေပြီးတော့ပဲခုနကကူးလာတဲ့ Gemini က Pros တွေကိုဒီနေရာမှာ copy paste ချလိုက်မယ်ပေါ့နော်ပြီးတော့အများလေးရှိတယ်ဒါလေးကိုနှိပ်လိုက်ဒါဆိုရင်သူ web application တခုစပြီးတော့ဖန်တီးနေပြီဖြစ်ပါတယ်အခုကဖန်တီးနေတော့ပဲဖြစ်တဲ့အတွက်ကြောင့်မို့ခဏလေးစောင့်ပေးရမှာဖြစ်တယ်ဒီနေရာမှာ thinking ဆိုပြီးတော့အခုကတော့သူတွေးခေါ်နေပါပြီပေါ့နော် 14 second ဆိုပြီးတော့ဖြစ်သွားပြီဒါတော့ notification ဘာညာသူကမေးတယ်ကျွန်တော်တို့ဘာမှမလုပ်တော့ဘူးအမားဆိုတာကိုပဲနှိပ်လိုက်ပါမယ်ဒါဆိုရင်သူစပြီးတော့ဒီနေရာမှာကုတ်တွေကိုစပြီးတော့သူဖန်တီးနေပြီမ editing ဆိုတာကသူကုတ်တွေစပြီးတော့ရေးနေပါပြီပေါ့နော်ဒီအတွက်ကျွန်တော်တို့ကုတ်ကိုတစ်လုံးမှလည်းမရေးတတ်ဘူးတစ်လုံးမှလည်းနားမလည်ဘူးဆိုရင်လည်းဘာမှပြဿနာမရှိပါဘူးပေါ့နော်သူ့ဘာသာသူအနောက်ကနေပြီးအကုန်လောက်သွားမှာဖြစ်တယ်ဒီအတွင်း 100% free လို့ဆိုပေမဲ့ Lovable ကတော့သူ limit တွေတော့ရှိပါတယ်ပေါ့နော်အဲ့ဒီ limit ကတစ်နေ့ကိုအများဆုံး9ခါပဲခိုင်းလို့ရတယ်ဘာလို့9ခါပဲခိုင်းလို့ရတာလဲဆိုတော့သူ့ရဲ့ creative point ကအကောင့်စပြီးတော့ဖွင့်တာနဲ့ creative point 9ခုပေးပါတယ်ဒီနေ့အတွက်ကျွန်တော်သုံးလိုက်တဲ့ creative point က9ခုကုန်သွားပြီဆိုလို့ရှိရင်နောက်တစ်နေ့မှာနောက်ထပ် creative point 9ခုပြန်ပြီးတော့ပေးပါတယ်ပေါ့နော်ဆိုတော့ဒီ creative point ကိုဒီအပေါ်မှာရှိတယ်ဒါတော့ကျွန်တော်ရေးလိုက်တဲ့နာမည်လေးပေါ့ဒါကိုနှိပ်ပြီးတော့ကြည့်လို့ရတယ်ဒီနေရာမှာ critics ဆိုပြီးတော့ file left ပေါ့နော်9ခုကြံပါသေးတယ်ဆိုပြီးတော့သူကတော့ရေးထားတယ်တကယ်လို့သာဒီနေ့သုံးလိုက်တာကျွန်တော် creative point က9ခုကုန်သွားပြီဆိုလို့ရှိရင်မနေ့
နေ့ပြန်ကိုရောက်တဲ့အခါမှာနောက်ထပ်9ခုကထပ်ပြီးတော့ပေါ်နေပါလိမ့်မယ်အဲ့တော့ဒီအတွက်ကိုယ့်ဘာသာကိုရေးလိုက်တဲ့ကုတ်အတွက်ကမလောက်ဘူးဆိုလို့ရှိရင်နောက်တစ်နေ့မှာ creative point ပြန်ပြည့်လာတာကိုစပြီးတော့ရေးရမှာဖြစ်တယ်လေးရှိကတော့သူကုတ်တွေကိုစပြီးတော့ဖန်တီးနေတယ်ပေါ့နော်ဒီမှာကသူရေးထားတာလေးတွေရှိပါတယ်ပေါ့နော်ကျွန်တော်အနေနဲ့ကဒီ Facebook social app ကိုစပြီးတော့ဖန်တီးနေပြီဖြစ်ပါတယ်အဲ့ဒီဖန်တီးလိုက်တဲ့ Facebook app ကသူ့ရဲ့ UI ကရိုးရိုးရှင်းရှင်းဖြစ်တယ်ပြီးရင်ဆန်းသိတဲ့ design တွေနဲ့ဖြစ်ပါတယ်ပြီးရင် Facebook ကို inspiration ပေါ့နော်ဒီအတူယူပြီးတော့ Facebook ရဲ့၄ရောက်ပုံစံအတိုင်းကိုကျွန်တော်ရေးထားတာဖြစ်ပါတယ်သုံးသွားမယ့်အရာကတော့ဒီအရာကိုကျွန်တော်တို့အသုံးပြုသွားမှာဖြစ်တယ် feature တွေအနေနဲ့ကဒါတွေပါသွားပါမယ်ဆိုပြီးတော့သူကရေးထားပေးပါတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ကသူပြန်ပေးလိုက်တဲ့ဒီစာတွေကအင်္ဂလိပ်လိုဖြစ်နေတယ်နားမလည်ဘူးဆိုလို့ရှိရင်လည်းမြန်မာလိုကိုကရေးလို့ရပါတယ်လက်ရှိကတော့ဒီအောက်မှာသူလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ခဏလေးစောင့်လိုက်ပါဦးမယ်ပေါ့နော်ဒါဆိုရင်သူက UI တွေကိုဖန်တီးတစ်တလောက်ဖန်တီးလိုက်ပြီးဖြစ်ပါတယ်ကျွန်တော်တို့ဖန်တီးလိုက်တဲ့ Facebook ရဲ့ website ကိုဒီအတိုင်း UI တွေဆိုလို့ရှိရင်တိတ်ပြီးတော့ကြည့်ရရှုရတာအစီအပြေမှာတော့မဟုတ်ပါဘူးပေါ့နော်ဒါဒီ Facebook ပုံစံအတိုင်းဖြစ်သွားပြီဖြစ်ပါတယ်အကုန်လုံးကအတူတူပါပဲပေါ့နော်လောကချော့ဆော့ကြီးတူတယ်ကျွန်တော်ပေးလိုက်ရတဲ့အချိန်က10 minute လောက်တော့ရှိတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာလက်ရှိကျွန်တော်တို့ဒီလိုမျိုးသွားချင်တာကိုက refresh လုပ်လိုက်တယ်ဆိုလို့ရှိရင်ဒီ data တွေအကုန်လုံးကပြစ်သွားမှာဖြစ်ပါတယ်ဒီအတွက်ကျွန်တော်က data တွေကိုသိမ်းထားချင်တယ်ပေါ့နော်တကယ်အပြင်မှာပြန်သုံးလို့ရတဲ့ data အတိုင်းသုံးချင်တယ်ကိုပေးလိုက်တဲ့ data တွေကိုကိုတင်လိုက်တဲ့ post တွေကိုသိမ်းထားချင်တယ်ဆိုလို့ရှိရင်ဟို database နဲ့ချိန်ပေးဖို့လိုအပ်တယ်ဒီအတွင်းလာပါပဲသုံးသွားမှာက super big ဆိုတဲ့အဲ့ဒီ database ကိုသူကသုံးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်က connect super big ဆိုပြီးတော့နှိပ်လိုက်မယ်ဒီကောင်ကတစ်ခါပဲနှိပ်တယ်ဆိုလို့ရှိရင်ရပါပြီ database ကိုတစ်ခေါက်ပဲချိန်ပေးရပါတယ်ကျန်တဲ့ account တွေကတော့ဟိုလောကမချိန်လဲရပါတယ်ပေါ့နော်တစ်ခေါက်ချိန်ရပါပြီပြီးကျွန်တော် connect super big ကိုနှိပ်လိုက်မယ်ဒီလိုနှိပ်ပြီးသွားပြီဆိုရင်ဒီအောက်မှာ integration ဆိုပြီးတော့ရှိပါတယ်အောက်က integration ကိုနှိပ်လိုက်ပါပြီးသွားပြီဆိုရင်ဒီအောက်က connectors ဆိုပြီးတော့ရှိတယ်ဒီအပေါ်က super base ကိုတစ်ချိန်နှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်ဒီအောက်က connect super base ကိုထပ်ပြီးတော့နှိပ်လိုက်ပါမယ်ဒါဆိုရင် super base ကိုရောက်လာပြီးတော့ login ဝင်ခိုင်းပါလိမ့်မယ်ပေါ့နော်ကျွန်တော်ကအခုမှ account စပြီးတော့ဖွင့်မှာဖြစ်တာကြောင့်ဒီမှာ site cap ကိုပဲကျွန်တော်နှိပ်လိုက်မယ်ဒီနေရာကနေပြီးတော့ကိုယ့်ရဲ့ email ကိုထည့်ပေးရမှာဖြစ်တယ်ဆိုတော့ email ကကျွန်တော်မှာရှိတဲ့ email ကိုပဲကျွန်တော်ထည့်လိုက်မယ်ပေါ့နော်ကိုဖြစ်ပြီးသွားပြီဆိုရင် site cap ကိုနှိပ်ပါကိုဖြစ်ပြီးသွားပြီဆိုရင်သူက email ကအစင်းဟောင်းမဟုတ်ဆိုတာကို confirm တောင်းပါလိမ့်မယ်ဒီအတွက် email တွေကိုကျွန်တော်ဝင်လိုက်မယ် reload လုပ်လိုက်ပါမယ်ဒီနေရာမှာကို email မတွေ့ဘူး inbox ထဲမှာ email မတွေ့ဘူးဆိုလို့ရှိရင်ဒီ mode ကိုနှိပ်ပြီးတော့ spam ထဲမှာလာကြည့်ပါဒီနေရာမှာ super big ဆိုပြီးတော့တွေ့ရမှာဖြစ်တယ်ဒါကိုတစ်ချိန်နှိပ်လိုက်နှိပ်ပြီးတော့အောက်က confirm email address ပါဒါကိုထပ်ပြီးတော့နှိပ်မယ်ဒါဆိုရင်နောက်ထပ်နေရာတစ်ခုကိုခေါ်သွားပြီးတော့ lava bear ကို authorize ပေးမှာလားပေါ့နော်ခွင့်ပြုပေးမှာလားဆိုပြီးတော့သူလာမေးပါတယ်ခဏလေးစောင့်နေလိုက်ပါ okay ဒီလိုပေါ်လာပြီဆိုရင် create an organization ဆိုတာကိုနှိပ်မယ်ပြီးဒီနေရာမှာတော့တခြား traditional မဖြစ်တော့ဘူး create organization ကိုပဲထပ်ပြီးတော့နှိပ်ပါမယ် authorize lava bear ဆိုတာကိုနှိပ်မယ်ဒါဆိုရင် lava bear နဲ့ data တွေကိုသိမ်းဖို့အတွက်ကျွန်တော် super base နဲ့အကုန်လုံးချိတ်ဆက်လိုက်တာအောင်မြင်သွားပြီဖြစ်ပါတယ်ပေါ့နော်ဆိုတော့ connecting က successful ဖြစ်သွားပြီဒါဆိုရင်ခုနက Facebook UI ရေးထားတဲ့နေရာကိုကျွန်တော်ပြန်သွားပါမယ်ဒီမှာတော့သူ update မဖြစ်သေးဘူးအဲ့တော့ connect ကိုပြန်နှိပ်လိုက်မယ် okay ဒါဆိုရင် super base နဲ့ချိန်လိုက်တာအောင်မြင်သွားပြီဖြစ်ပါတယ် continue ကိုနှိပ်မယ်ကျွန်တော်အမားကိုပြန်ပြီးနှိပ်မယ်ဒါတော့ create project ကိုပဲနှိပ်မယ်ပြီးသွားတော့ဒီအောက်ကကျွန်တော်ခုနကဖွင့်ထားတဲ့ဟာမှာတခုမှမရှိသေးပါဘူးပေါ့နော်ဒီအတွက် create project ကိုကျွန်တော်နှိပ်ပြီးတော့ဒီနေရာကနေ project ကိုဖန်တီးလိုက်မယ်ဒါတော့လုံးဝ free ပါပေါ့နော် create new project ဒါကိုနှိပ်မယ်ဆိုတော့ဒီနေရာမှာ user name ကိုကကျွန်တော်နာမည်ဖြစ်တဲ့ဆိုအေးပေါ့ဗျာเนาะဒါပဲရေးလိုက်မယ် password တော့ကိုအဆင်ပြေရပေးပါ okay ဒါဆိုရင် Superbase account လေးပဲကျွန်တော်တို့ဖွင့်လိုက်ပါပြီပေါ့เนาะပြီးတော့ဒီဘက်က lava bay ကိုပြန်လိုက်တဲ့အခါမှာဆိုရင် refresh မဖြစ်သေးဘူးကျွန်တော် refresh တစ်ချက်လုပ်လိုက်မယ်ဆိုတော့သူက project နဲ့ connect မဖြစ်သေးဘူးလို့ပြောနေပါတယ်ပေါ့เนาะဒီအတွင်း connect a project ကိုနှိပ်မယ်ဆိုတော့အောက်ကကျွန်တော်ရဲ့ mail ကိုနှိပ်ပြီးတော့ဒီကောင်ကိုတစ်ချက်နှိပ်လိုက်မယ်အဲ့လိုနှိပ်လိုက်တဲ့အခါမှာသူ connected ဖြစ်သွားပြီတော့အောက်က Superbase နဲ့ကျွန်တော်တို့ချိတ်ဆက်လိုက်ပါပြီဆိုတဲ့အကြောင်း successful ပေါ်လာမှာဖြစ်ပါတယ်ဒါဆိုရင်ရပါပြီပေါ့เนาะဒီအမားကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ဒီမှာသူ thinking ဆိုပြီးတော့ပြန်ပေါ်နေပြီဖြစ်ပါတယ်ဒါလေးကိုခဏစောင့်ရအောင်ဒီအခါမှာသူလိုအပ်တာတွေအကုန်လုံးကိုနောက်ွယ်ကဘေကန်းတွေနဲ့ database ချစ်စစ်တဲ့အပိုင်းတွေကိုပါသူတခါနဲ့အကုန်လုံးလုပ်ပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီဘေကန်းမှာလိုအပ်တဲ့ code တွေကိုသူကလောက powerful ဖြစ်တဲ့ပုံစံအတိုင်းကိုသူရေးပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ပြီးတော့ဒီမှာ site cap လုပ်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော် site cap login လုပ်တဲ့အခါမှာဒီမှာ social login တွေဖြစ်တဲ့ email နဲ့ password နဲ့လည်းကျွန်တော်တို့ပေးလို့ရမယ်နောက်တော့ Google နဲ့လည်းကျွန်တော်ချိတ်ဆက်လို့ရမယ် Twitter နဲ့လည်းချိတ်ဆက်လို့ရမယ်နောက် Keyhat တွေနဲ့လည်းချိတ်ဆက်တာတွေကိုပါအကုန်လုံးလုပ်လို့ရမယ်ဆိုပြီးတော့သူရေးထားပေးပါတယ်ဒီနေရာမှာဆိုရင်သူ error တက်နေပါတယ်ပေါ့နော်ဒီအတွက်ကျွန်တော်က fix it ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ပြီးတော့သူပြန်ပို့ပေးလိုက်ပါမယ်ခဏစောင့်ကြည့်လိုက်
ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ခိုင်းလာတာကနည်းနည်းတော့များပါပြီပေါ့နော်ကျွန်တော်ခိုင်းနေတဲ့ကာလအတွင်းမှာပေါ့နော်ဒီကောင်ကိုအသုံးပြုဖို့အတွက်သူဘယ်နှခုသုံးသွားတာလဲဆိုတာကိုဒါကကျွန်တော်ခိုင်းတာပါဒီခိုင်းတဲ့အောင်သူသိကိလုံးနဲ့ဒီမှာဘာညာလေးတွေရေးထားတယ်ပြီးသွားတဲ့အခါမှာဒီအောက်မှာအစစ်လေး30ရှိတယ်ပေါ့နော်ဒါကိုနှိပ်လိုက်တဲ့အခါမှာဆိုရင်အောက်က credit use ဆိုတဲ့နေရာမှာ 2.70 ဆိုပြီးဒါကတော့သူ credit အသုံးပြုသွားတယ်ပမာဏပေါ့နော်ပြီးရင်ဒီအောက်က connect လုပ်တဲ့အခါမှာဆိုရင်လည်းပဲထပ်ပြီးတော့သူကုန်သွားတယ်အဲ့ဒီအတွက်ကိုဘယ်လောက်ကုန်သွားလဲဆိုတော့ဒီအောက်ဆုံးမှာရှိတယ်ဒါတော့သူမကုန်ဘူးပေါ့နော်ဒီအောက်မှာထပ်ပြီးတော့လာတဲ့အခါမှာဆိုရင်ကျွန်တော် face ဆိုပြီးတော့ပြလိုက်တဲ့အခါမှာသူဒီမှာထပ်ပြီးတော့သုံးသွားတာက 0.60 ဆိုပမာဏသုံးသွားတယ်ဆိုတော့စုစုပေါင်းသုံးသွားတာက3ကြော်လေးရှိတယ်ပေါ့နော်ခုနကရှိတဲ့ဒီအပေါ်မှာ 1.7 lit ပဲအခုကြံမှာတော့တယ်ပေါ့နော်ခုနက5ခုရှိတဲ့နေရာမှာအခုက1.9ခုပဲကြံမှာတော့တယ်ဘယ်လောက်ကြံတာလဲဆိုတော့ကိုလည်းဒီအောက်မှာသူလာပြီးတော့ပေးထားပါတယ်ပေါ့နော်ဆိုတော့ဒီကောက်ကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့ကိုလိုချင်တဲ့ website ကိုအခုဖန်တီးလို့ရတာပြီပေါ့နော်ဒီမှာဆိုရင်သူအကုန်လုံးအပြည့်အစုံသူရေးထားပေးထားတယ်ကိုနေနဲ့ post တွေဘာညာတွေတင်ချင်တယ်ဆိုလို့ရှိရင်လည်း post တွေဘာညာတွေတင်လို့ရပါတယ်ပေါ့နော်ဒီနေရာမှာကိုက comment လေးတွေပေးချင်တယ်မယ်ဆိုပါဆို HGL hello နော်အဲ့လိုပေးပြီးတော့ကျွန်တော်တင်လိုက်မယ်ဆိုလို့ရှိရင် comment တွေလည်းအကုန်ပေးလို့ရပါမယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးတွေလုပ်လို့ရပါတယ်အခုထားပါတော့ကျွန်တော်က YouTube ပုံစံကိုလည်းထပ်ပြီးတော့လိုချင်သေးတယ်ဆိုလို့ရှိရင်ဒီအောက်ကနေပြီးတော့လာပါဘဲကိုဒီတစ်ခါတော့ကျွန်တော်မြန်မာလိုခိုင်းလိုက်ပါမယ်ကျွန်တော်ထပ်ပြီးတော့ခိုင်းလိုက်တာကမြန်မာလိုခိုင်းလိုက်တာပါကျွန်တော်ကို YouTube လိုအသုံးပြုလို့ရအောင်ထပ်ပြီးလုပ်ပေးပါဆိုပြီးတော့ကျွန်တော် Pro ကိုပေးလိုက်မယ်ပြီးရင် Enter ကိုနှိပ်လိုက်မယ်ဒါဆိုရင်သူက YouTube လိုမျိုးဖြစ်အောင်ပါထပ်ပြီးတော့လုပ်ပေးလိုက်မယ်ပေါ့နော်ဒီမှာကျွန်တော်ရေးလိုက်တာကမြန်မာလိုပဲရေးလိုက်တယ်ဒီ Project နဲ့သိဆိုင်နဲ့နောက်ွယ်မှာစဉ်းစားလို့ရတဲ့ front end တွေရော back end တွေရော database logic တွေရောစသဖြင့်ဘာမှမပါဘူးပေါ့နော်ဒီအတိုင်းလေးပဲရိုးရိုးတန်တန်ကြီးပဲကျွန်တော်ရေးလိုက်တာပါခဏလေးစောင့်ပြီးတော့သူ့အနေနဲ့ဒီနေရာမှာကိုသူဘာလုပ်ရမလဲဆိုတာကိုလာပြီးတော့မေးပါလိမ့်မယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်သူ question လေးတွေလာမေးပါတယ် YouTube စာမျက်နှာကိုထည့်မယ်ဆိုတော့ဒါကိုနှိပ်လိုက်မယ်ပြီးတော့ submit ဆိုပြီးတော့ပဲနှိပ်လိုက်မယ်ဒါဆိုရင်သူ response ပြန်ပြီးတော့ကျွန်တော်တို့ကိုပြောပြတဲ့ဟာကလည်းပဲမြန်မာလိုပဲပြန်ပြောတယ်ပေါ့နော်ခုနကအင်္ဂလိပ်လိုရေးလိုက်တာဖြစ်တဲ့သူကအင်္ဂလိပ်လိုပြန်ပြောပြရတယ်ခုမြန်မာလိုထည့်လိုက်တာဖြစ်တဲ့အတွက်သူကမြန်မာလိုပြန်ပြီးတော့ပြောပြပါတယ်ခဏလေးစောင့်လိုက်တယ်ဆိုရင်ကျွန်တော် UI လည်းပြောင်းရမယ် data တွေလည်းရလာပါမယ်ပေါ့နော်ဒါဆိုရင်သူ YouTube style အတိုင်းကိုသူဖန်တီးလိုက်တာအစီပြီးသွားပြီလို့သူကပြောပါတယ် NAB ဘာမှရှိတဲ့ video icon ကိုနှိပ်လိုက်မယ်ဆိုရင် video feed ကိုမြင်ရမှာဖြစ်တယ်ဆိုတော့သူကပြောထားတယ်ဆိုတော့ပေါ်က NAB ဘာမှရှိတဲ့ဒီ video လေးကိုနှိပ်လိုက်ပေါ့နော်ဒါဆိုရင်သူက YouTube ပုံစံလေးအတိုင်းကိုရသွားမယ်ဆိုပြီးတော့ကျွန်တော်ကိုလာပြီးတော့ပြောပြပါတယ် Okay ဒါဆိုရင်တော့ကျွန်တော်လာပါဘဲကိုအသုံးပြုပြီးတော့ website ကိုအခြေခဏလေးအတွင်းမှာကုတ်လေးတစ်လုံးမှမရည်တတ်ဘူးပတ်စံလည်းပဲတပြားမှမကုန်ဘူးပေါ့နော်အချိန်လဲ9မိနစ်10မိနစ်လောက်အသုံးပြုပြီးတော့ကိုလိုချင်တဲ့ website တိုင်းကိုအကုန်ရေးလိုက်တာအဆင်ပြေသွားပြီဖြစ်တယ်ဒါတောင်မှကျွန်တော်ရဲ့ idea ကနှစ်ခုလောက်ပဲရှိတယ်ပေါ့နော် Facebook လိုမျိုးဖန်တီးပေးပါ YouTube လိုမျိုးဖန်တီးပေးပါဆိုပြီးကျွန်တော်တို့ရေးလိုက်တာအမှန်ကကိုက developer ဖြစ်တယ်ဆိုလို့ရှိရင်ကိုရဲ့ logic တွေကိုအကုန်လုံးရေးလို့ရတယ်ဒါပေမဲ့ကိုမှဘာ logic မှမရှိဘူးဆိုလို့ရှိရင်ခုနက Gemini မှာကျွန်တော်မေးတဲ့အတိုင်းကျွန်တော်ရေးခိုင်းတဲ့အတိုင်းကို logic တွေကိုထပ်ပြီးတော့ဖန်တီးခိုင်းမယ်ဆိုလို့ရှိရင်အကုန်လုံးဖန်တီးလိုက်လို့ရတယ်ပေါ့နော်ဒါတော့စောင်းရမ်းကျန်းတာဖြစ်ပါတယ်ကျွန်တော်လည်းပဲအခုလိုမျိုး website တွေဖန်တီးဖို့အတွက်ပေါ့နော်အခုလိုမျိုးပုံစံမျိုးနီးနဲ့ကိုထပ်ပြီးတော့စမ်းနေတာအများကြီးရှိပါတယ်နောက်ပိုင်းတွေမှာကျွန်တော် level bay တစ်ခုလောက်ကိုပေါ့နော်ဒီ project တစ်ခုလောက်အပြည့်အစုံရေးပြသွားဖို့ရှိတယ်ဒီထက်ပို့ပြီးတော့နည်းနည်းကျန်းတာလေးတွေထပ်ပြီးတော့ပြောပြပေးအောင်မယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကတော့နည်းနည်းရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒီလောက်နဲ့ပဲကျွန်တော်တို့ရိုက်လိုက်မယ်နောက်ထပ်ဗီဒီယိုတွေမှာအခုလိုမျိုးပဲကျွန်တော်ဒီထက်ပိုကောင်းအောင်ပိုကျန်းအောင်သုံးလို့ရအောင်ဘယ်လိုမျိုးဆက်ပြီးတော့လုပ်လို့ရသေးတာလဲဆိုတာကိုထပ်ပြီးတော့မျှဝေပေးအောင်မှာဖြစ်တာကြောင့်အခု channel ကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လုပ်ထားပေးဖို့အကြံလေးပြုချင်ပါတယ်ပြီးတခြားသော AI တွေနဲ့ပတ်သက်တဲ့ကိုပတ်ဆက်ပြန်ရှာလို့ရမယ့်သိခန်းစာတွေကိုလည်းအများကြီးလာအောင်မှာဖြစ်တာကြောင့်အားလုံးစောင့်မျှော်ပေးဖို့တောင်းဆိုချင်ပါတယ်ပေါ့နော်နောက်ဗီဒီယိုမှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ